မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အားလုံးရဲ့အချစ်တော်လေးဘောလီရောင်လို့ brownie ပါခင်ဗျာလမ်းထားရင်ယူဆော့နေကြဆိုတော့မှားသွားလို့ပါအိမ်မှာကကျွန်တော်ကိုချစ်ဆုံးလေဘာလို့လဲဆိုတော့ကျွန်တော်အပြင်ရွေးချယ်ပြန်မရှိလို့ပါကျွန်တော်ကလူကြီးတွေရဲ့နှက်ကိုယူပြီးဂရင်အောက်သိမ်းထားပေးတာကိုဖြက်စီးတယ်ဆိုပြီးပြောနေကြတယ်ဗျတခါကလေးအနံ့လေးကကောင်းနေတော့လေစားချင်စိတ်နဲ့ကိုက်မိတာလေးပါပြောရင်အောင်တည်ကြပါပြီဟာပါလေကျွန်တော်ဒီနေ့ကျွန်တော်ချစ်တဲ့သူလေးကိုဘယ်လိုလေးကူညီရမလဲစဉ်းစားနေတာခင်ဗျကျွန်တော်အချစ်ဆုံးလေးအတန်ကြားတယ်ဗျသူကြောင်းသွားတော့မယ်ထင်တယ်မနေ့တိုင်းနှုတ်ဆက်နေကြဆိုတော့နှုတ်ဆက်ဖို့သွားလိုက်အောင်မယ်ဗျကျွန်တော်တခင်ဘာတွေညံ့လို့နေပါလဲအဲ့ဒီအတောင်ကြီးကဘာပါလဲစမ်းကြည့်နော်သူစမ်းနေဗျာမုံများလားစားလည်းမစားဘူးဘာတွေလုပ်နေတာလဲကွာကြားလေဗျာမြင်နေလို့ကြောင်းနောက်ကြတော့မယ်ကျွန်တော်လည်းလိုက်ဖို့ချင်နေပြီနေ့တိုင်းဒီလိုနှုတ်ဆက်ပြီးမှသွားတာကျွန်တော်ပြောတယ်ဗျမုံလည်းစားရတယ်အပြင်မှာစော်လေးလည်းငန်းရတော့မယ်ဟေးကမလေးရှိလာ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 းကမလေးစောတီအောင်တီးပန်းပြလိုက်အောင်ဟာရှိကဘာကောင်းလဲဟာစောငမ်းလို့ပါဆိုဘဲကြီးနဲ့လာတွေ့နေတယ်ပြေးပြီဗျာတော်သေးတယ်မလိုက်လာကြဘူးဗျာမောလိုက်တယ်တခင်နဲ့သွားပြီးလှုပ်ချင်အောင်လုပ်ရတော့မယ်ပြောတယ်ဟေးတနေကုန်ဆိုတော့လေတခင်ကိုလမ်းလိုက်တာပြင်းနေပြီအမြန်ပြန်လာပါဟာဒါနဲ့မနေ့ကတခင်လုံနေတာလေးဘာတွေလဲတော့ပြန်ဆက်စုလိုက်အောင်မယ်တခင်လည်းဒီချိန်မပြန်လာတော့သေးဘူးသူပြန်လာလို့သူ့မှာယူဆော့တယ်ဆိုပြီးလဲအဆူခံကြည့်နေအောင်မှာလုံရရင်ကောင်းမလားသူလုံနေတဲ့ပုံလေးကလည်းဘယ်လိုလေးလဲမသိဘူးနော်Brownie ဟာတခင်ပြန်လာပြီကျွန်တော်အရင်ကသွားပြီလားဗျာ